P ကိုမြင်တော့ပါ AA ကိုမြင်တော့ R အပေါ်မှာလိုတုံးတင်ငေတာလေးဖြစ်တဲ့အတွက်ခြေတို့ကအတန်ကိုနှိမ့်ပြီးတော့ထွက်ပေးရပါမယ်အဲ့တော့ပါဆိုတဲ့အတန်လေးကိုနှိမ့်ထွက်ပေးရပါမယ်ပါနောက်တစ်ခု KH ကိုမြင်တော့ခ AA ကိုမြင်တော့ R ဒါပေမဲ့ falling down ဖြစ်တဲ့အတွက်စောင့်ထွက်ပေးရမယ်တင်ငေတာလေးပါပါတယ်အဲ့အတွက်ခဆိုတဲ့အတန်ဖြစ်သွားပါမယ်ခဆိုတဲ့အတန်ဖြစ်ပါတယ်နောက်တစ်ခု K ကိုမြင်တော့က AA ကိုမြင်တော့ R ကဒါပေမဲ့ falling down ဖြစ်တဲ့အတွက်ကဆိုတဲ့အတန်ဖြစ်သွားပါမယ်နောက်တစ်ခု MAA ကိုမြင်တော့မာဒါပေမဲ့အပေါ်မှာ rising တို့ရစ်ထွက်ရမှာဖြစ်တဲ့အတွက်လေထဲမှာဝါလုံးတစ်လုံးဝိုင်းထားတဲ့ကြာချိန်ကြာအောင်လို့ချယ်တို့ကရစ်ထွက်ပေးရမှာဖြစ်ပါတယ်အဲ့တော့မာဆိုပြီးတော့ထွက်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခု H ကိုမြင်တော့ဟာ AA ရဲ့အပေါ်မှာ rising တို့ပါတဲ့အတွက်လေထဲမှာဝါလုံးတစ်လုံးဝိုင်းစာရစ်ထွက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဟာဆိုတဲ့အတန်ထွက်လေးရမှာဖြစ်ပါတယ်ရှင်အဲ့တော့ထိုင်းစာအခြေခံမှာချယ်တို့ဘီးတွေတရတွေအတန်တုံးတွေအဲ့ဒါတွေအပြင်ကိုမှထိုင်းအသက်ကိုလည်းချယ်တို့အကျမ်းပြည့်အနေနဲ့သိထားဖို့လိုအပ်ပါသေးတယ်ထိုင်းအသက်ကတော့10မျိုးရှိတယ်ဒါကတော့ NG ကိုမြင်ငါသက် N ကိုမြင်နသက် M ကိုမြင်မအသက်နဲ့ K ကိုမြင်ကအသက် T ကိုမြင်တအသက်ချယ်တို့တွေကဘီးမှာဆိုရင် T ကိုမြင်တအခရာလို့သိခဲ့ပြီးတော့အသက်မှာဆိုရင် T ကိုမြင်တော့တဝင်းမှုအသက်လို့ချယ်တို့သိရမှာဖြစ်ပါတယ်ဒါကတော့ဒီထိုင်းစာရဲ့အခြေခံမှာထူးခြားချက်ကလေးပါလာတာဖြစ်ပါတယ်နောက်တစ်ခု P ကိုမြင်တော့ပအသက်Y ကိုမြင်တော့ရအသက် W ကိုမြင်တော့ဝအသက်ဆိုပြီးတော့ချယ်တို့ဒီအကျမ်းပြင်းလေးမှတ်ထားရင်ရပါတယ်အသေးစိတ်ကတော့ချယ်တို့က level အတန်းဒီမှာအသေးစိတ်ထပ်ပြီးသင်မှာဖြစ်ပါတယ်ချယ်တို့ဒါလေးကိုလေ့လာပြီးပြီဆိုရင်တော့ပိုးပြီးတော့မှတ်မိအောင်ချယ်တို့လေ့ကျင့်ခန်းလေးနဲ့သွားပါမယ်အဲ့တော့လေ့ကျင့်ခန်းမှာဆိုရင်ပထမဆုံးအနေနဲ့ N ကိုမြင်ရင်နာ AA ကိုမြင်တော့ R နာ NG ကိုမြင်တော့ငါအဲ့တော့ငါတက်တန်ဆိုရင်ငဆိုပြီးနောက်ဆုံးမှာဖြစ်ပါတယ်အဲ့တော့နာဆိုတဲ့အတန်ဖြစ်ပါမယ်သူ့ရဲ့အတန်ကတော့နန်ဆိုပေမဲ့စလေ့ကျင့်ခန်းသူတွေကတော့နန်အဲ့ဒီအတန်မျိုးပါထည့်ချင်မှာအဲ့ဒါမှအရန်ဒူးလောက်မှန်းမှရင်လောက်မှန်းမှဒူးလောက်ကြတာကွာအဲ့တော့ရင်လောက်မှန်းထားပါအဲ့ဒါမှဒူးလောက်ကြမှာဖြစ်ပါတယ်နောက်တစ်ခု NANG ကိုမှ falling တုံးပါရင်စောင့်ထွက်ပေးမယ်အဲ့တော့နန်ဆိုတဲ့အတန်ဖြစ်ပါမယ်နောက်တစ်ခု DIN ဆိုတော့ D အနောက်ကန်ဖြစ်တဲ့အတွက်နတ်သက်တန်နဆိုတဲ့အတန်ဖြစ်မယ်အဲ့တော့ဒန်ချဲရတော့လေ့ကျင့်တော့အလွန်ကျူးလေ့ကျင့်စေချင်ပါတယ်အဲ့ဒါမှသာလည်းရင်လောက်မှန်းမှဒူးလောက်ကြမှာဖြစ်ပါတယ်ဘေးကအတန်တုံးပါတဲ့ဟာကိုလည်းချဲတို့လေ့ကျင့်ကြည့်ပါမယ်အဲ့တော့ DIN ကိုမှလိုးတုံးတင်နေတာဖြစ်တဲ့အတွက်အတန်ကိုနှိမ့်ထွက်ပေးရပါမယ်အဲ့တော့ဒန်အဲ့ဒီတန်ဖြစ်ပါမယ်နောက်တစ်ခုSIP ဆိုရင် S ကစတန် I က E C နောက်က P ဆိုရင်ချဲတို့ပါဇက်ပိတ်ပလိုက်ရမယ်အဲ့တော့ C ဆိုတဲ့အတန်ဖြစ်မယ်အဲ့ဒါကိုမှချဲတို့က height တုံးဖြစ်နေတယ်ဘယ်ကနေညာကိုမြင့်တက်သွားတဲ့အတွက် height တုံးအဲ့တော့ SIP SIP ကိုမှမြင့်ထွက်မယ်ဆိုတော့ SIP ဆိုတဲ့အတန်ဖြစ်မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတော့ချဲကထိုင်းဘာသာစကားရဲ့အတန်စနစ်ကိုသင်ကြားပေးခဲ့တာဖြစ်ပါတယ်ဒီတော့ဒီအတန်စနစ်ကထိုင်းနဲ့မြန်မာဘာသာစကားအပြင်ကိုမှနိုင်ငံခြားသားတွေကိုယ်တိုင်ဒီအတန်စနစ်ကိုသုံးနေတာဖြစ်ပါတယ်ချဲတို့နီးပညာခေတ်ဖြစ်တဲ့အတွက် Google တွေ AI တွေသုံးပြီးတော့ချဲတို့ဒီအတန်စနစ်အရာချဲတို့ vocabulary အသစ်တွေအများကြီးထပ်ပြီးလေ့လာနိုင်ပါတယ်အဲ့ဒီအတွက်ကိုသင်ကြားပေးတဲ့ဆရာရဲ့အာဘော်ရဲ့နောက်တစ်ခုကသင်ကြားပေးတဲ့ဘောင်အတွင်းမှာပဲမဟုတ်ဘဲနဲ့ထပ်ပြီးတော့ကြဲပြန့်လေ့လာမှသာလျှင်သင်ကြားသူတွေအနေနဲ့တိုးတက်မှာဖြစ်ပါတယ်အဲ့လိုတိုးတက်ဖို့အတွက်ချဲတို့ကလမ်းစဖွင့်ပေးလိုက်တာဖြစ်ပါတယ်အဲ့ဒီအတွက်ကိုချဲတို့ဒီ unit 1မှာလုံးဝတိထားရမယ်အခြေခံအတန်စနစ်တွေကိုသင်ကြားပေးခဲ့တာဖြစ်ပါတယ်ချဲတို့အတန်စနစ်ကိုသွားကြည့်မယ်ဆိုရင်ကွာဘီးတန်ရှိမယ်တရတန်ရှိမယ်အတန်တုံးရှိမယ်နောက်ကအသက်တန်ရှိမယ်ဒါပဲထပ်ပြီးတော့ဘာမှထပ်ထည့်စရာမလိုအဲ့ဒါတွေကိုအဲ့၄မျိုးကိုသာချဲတို့ကျင်းလဲလေးပေါင်းတတ်တယ်ဆိုရင်ချဲတို့စကလုံးတစ်လုံးကိုသိချင်တယ်သူ့ရဲ့အတန်ထွက်မသိဘူးဆိုရင်ချဲတို့ live မေးနေစရာမလိုဘူးချဲတို့ Google တွေ AI တွေကနေသွားပြီးတော့ချဲတို့တွေအတန်စနစ်ကအရာချဲတို့အတန်ထွက်မှန်ကန်နဲ့ချဲတို့ဖတ်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့အခုကနီးပညာခေတ်ဖြစ်တဲ့အတွက်ဒီအတန်စနစ်ကအရန်ရေးကြည့်ပါတယ်ချဲတို့ကရှေ့ကနေဣတိမရွေးဒါကတော့ကလို့ခေါ်တယ်ဒါကတော့ငလို့ခေါ်တယ်ဆိုတာကိုချဲတို့ live မှတ်တဲ့ခေတ်မဟုတ်ဘဲနဲ့ live မှတ်တဲ့သင်ကြားတဲ့ဘောင်လေးအတွင်းမဟုတ်ဘဲနဲ့ကိုတွေထပ်ပြီးတော့တစ်ဆင့်မြင်မာတာကိုကိုဘာသာကိုလေ့လာမလား
ဒါမှမဟုတ်သူများတင်ပေးတဲ့အခါမှာငါကဒါရှေ့ရောက်ချင်တဲ့အခါမှာရှာဖွေမလားအဲ့လိုမျိုးဟာတွေမှာချေတို့ဒီအသက်စနစ်ကလုံးဝသုံးပြပါတယ်ဒါအတွက်ကိုဒီဟာကလုံးဝအဖို့တန်ပါတယ်เนาะအဲ့တော့ချေတို့ကနောက် unit တွေမှာဆိုရင်တော့ထိုင်းလိုရေးနည်းတွေဘီးရေးနည်းတွေဘီးဆိုပုံတွေကိုချေတို့ထပ်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ရှင်အဲ့တော့အိမ်စာလေးကကြတော့ချေအခုတင်သွားတဲ့ဟာလေးတွေကိုကူးရေးထားတဲ့စာလေးတွေကိုဓာတ်ပုံရိုက်ပြီးတော့ထားရမှာဖြစ်ပါတယ်နောက်တစ်ခုကအတန်ဖိုင်လေးထည့်ရပါမယ်အတန်ဖိုင်ကကြတော့ချေတို့ဒီရေးသွားတဲ့ဟာလေးကိုကြည့်ဆိုထားတာပေါ့နော်အလွတ်ရအောင်လို့ကြက်ထားတင်ပါတယ်နောက်တစ်ခုကဟိုပထမဆက်စချင်းမှာတော့အလွတ်ပဲရအောင်မလဲအဲ့ဒီအတွက်ကိုကြည့်ဆိုထားတဲ့အတန်ဖိုင်လေးရဲ့ထပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့လာကောပိုင်လေဖုကတ်မိုင်ဖုကတ်ချင်နခါပါเนาะထပ်ပြီးတော့တွေ့ပါမယ်ရှင်